Tulio pau do thenna ka kanchin history chunga main bantuk in tamai history atang hading mi cho kan the cheu bantuk in CC le CBI thenna kong ha se chu kho chun next a avan bui khongai ding mi thil pakhat chu hwalngo CDF kong ha se arwang chu hwalngo chu flam penga a mi se samhan se lo ishwoi na ka chun CC tanga a mi se chu cha chun ma he conflict ngai sensitive ngai mi dear bun se chu ronga hi thil kong he kapni leini tha ti en tol rel thiam abapi ngai ngai mi se tol rel thiam lo chan hini hin mai lei kan chin ram ishwoi na ka boina fak deuh pin avan chutar kho mi thil pakhat ase chu cha chun atu tana hin hika hin record bandun ka ban to du na arwang chu reaction ka ban to du than nak arwang chu alon che mi ni kulna liya chillo media ni call hol in interview to ha chu lewa ka pu pu te le pu jacob ni an chim mi chu atu leo chu chim chana za ko chang an ti ronga chim ok atha ti mi vial te kha an tamai kong kha cdf khol ngo jit da ai thok ti mi kong kha an chim na ase mai he kan thai ban to ken facebook chu thlakhata live thla mi chu delete asi chang tika atu an chim mi tamai kong an chim mi si cha khan he ka hen atu a hen kalunga au me record ban to in sa reaction ban to kan ban to ana ase apakhat na ka he ka hen pu jacob ni achim mi he kan ngai masatlai part 1 ban to ken anhuwa pu pui te ni achim mi zong kha atanga kan chalai ma cha chawan ngai ding khan kan ban somna apakhat na ka he ka hen pu jacob ni achim mi he ban ngai masam hau se tanaro di CNO မြေကူရီကပြောတော့တဲ့ဟာတွေကိုပြန်လဲရှင်းလင်းနိုင်ဖို့အခွင့်အရေးပေးတဲ့အတွက်ကြောင့်လဲအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်လဲအဲ့ဒီပီတာသန်းတို့ထောင်းတို့ပြောတော့တဲ့ဟာကိုနားထောင်တော့ရည်တောင်ရည်ချင်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီဟာက CJDC မဖွင့်စည်းခင်ကလေးကကျွန်တော်တို့လဲပါပါတယ်ရှင်လုံးမှာအများအားသွားနေကြတဲ့လူတွေရှိပါတယ်ကျွန်တော်တို့ကိုစားပုစံပူရကရှင်လုံးမှာအကြာခဏသွားပြီးတော့အစည်းအဝေးမှာလည်းပါပါတယ်ဒီ CJDC ဖွဲ့ဖို့အစည်းအဝေးခေါ်တဲ့အချိန်မှာလည်းပုစံပူရနဲ့ပူရိဇပါနဲ့သွားပြီးတော့အဲ့ဒီအစည်းအဝေးမှာပါပါတယ်အဲ့တော့ဒီ2021 September လ29ရက်နေ့ CJDC ဖွဲ့စည်းဖို့အစည်းအဝေးဆုံးဖြတ်ချက်ချတဲ့နေ့မှာကျွန်တော်တို့ပါပါတယ်အဲ့တော့ကျွန်တော်တို့က CJDC ရဲ့ founding member ဖြစ်ပါတယ်အဲ့မှာသူတို့ရဲ့ CJDC ရဲ့သတင်းထုတ်ပြန်ချက်မှာလည်းကျွန်တော်တို့ပါပါတယ်ဒီအစုအဖွဲ့ဘယ်နှဖွဲ့ကနေဘယ်ဖွဲ့ကနေ CJDC ကိုဖွဲ့စည်းပါသည်ဆိုပြီးတော့စာထုတ်တဲ့အထက်မှာလည်းကျွန်တော်တို့နာမည်ပါပါတယ်ပီတာသန်းပြောသလိုကြောင်ထဲကနေခွေးတူးသလိုမျိုးတိုးဝင်လာတယ်ဆိုတဲ့ဟာကလုံးဝရည်စရာကောင်းတယ်ပေါ့နော်မချီမဲ့မြင်မလီးမစားပြုတ်တဲ့စကားဖြစ်ပါတယ်အဲ့ဒီ meeting record တွေအကုန်လုံးပြန်ဖတ်လို့ရတယ်အဲ့ဒီနောက်မှာကျွန်တော်တို့ဒီ MOD ကာကွယ်ရေးဝန်ကြီးဦးရင်မွန်နဲ့မိတ်ဆက်တဲ့အချိန်မှာလဲ Zoom နဲ့မိတ်ဆက်ပွဲကျွန်တော်တို့လုပ်ခဲ့ပါတယ်အဲ့ဒီမှာလဲကျွန်တော်ကိုယ်တိုင် Zoom မှာတက်ပါတယ်အဲ့ဒီတော့ကပူရာလင်းက CJDC ရဲ့ဥက္ကဋ္ဌဖြစ်တယ်အဲ့မှာလဲကျွန်တော်တို့ရဲ့အကြောင်းကိုပူရာလင်းကဦးရင်မွန်စီမှာတစ်ဖွဲ့ချင်းစီရဲ့တမိုင်းအကြောင်းအတူချုံလေးကိုပြောပြပြီးရှင်းပြပြီးခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာလဲဟွန်ဂိုရမ်ဒီသဆိုတာ၃မျိုးနဲ့ခွပြီးတော့သူတို့နေခဲ့တယ်အခုတော်လှန်ရေးမှာသူ့ဖွဲ့ပြီးတော့ပါလာတယ် CJDC ဖွဲ့စည်းတဲ့အထဲမှာသူတို့ပါပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီ NUG ကာကွယ်ရေးဝန်ကြီးနဲ့ကျွန်တော်တို့တွေ့တဲ့ချိန်မှာလဲအဲ့ဒီချိန်တုန်းက CJDC ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ပူရာလင်းကကျွန်တော်တို့အကြောင်းကိုမိတ်ဆက်ပြီးတယ်အဲ့ဒီ meeting မှာလဲကျွန်တော်ကိုယ်တိုင်လဲတက်ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီ CJDC စတင်ဖွဲ့စည်းကြတဲ့ကဖွဲ့စည်းတဲ့သူတွေအဲမှာ founding member အနေနဲ့ကျွန်တော်တို့ပါဝင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒုတိယ meeting သူတို့စ
ခေါ်တဲ့အချိန်မှာအဲ့ဒီဒုတိယ meeting ကနေစပြီးတော့ CNO ကကျွန်တော်တို့ကိုဒီ CJDC ကနေပထုတ်ဖို့ complaint စလို့တာဖြစ်ပါတယ်။ကျွန်တော်တို့ Golgoram ကိုလက်ခံမယ်ဆိုရင် CNO က CJDC မှာပါဝင်တော့မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကကျွန်တော်တို့ကိုအဲ့ဒီ CJDC မှာစပြီးတော့တိုင်တယ်ပေါ့ဗျာကျွန်တော်တို့ကိုထုတ်ဖို့ပြန်ထုတ်ဖို့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီစတင်ကြဲကပါလာတဲ့အဖွဲ့အစည်း founding member အဖွဲ့အစည်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်သူတို့အနေနဲ့ချက်ချင်းတော့ထုတ်လို့မရဘူးပေါ့အဲ့ဒီချိန်တုန်းက CNO ကအင်အားကြီးတယ်ပေါ့ဗျာ Victoria မှာလဲသူတို့ရုံးခန်းဖွင့်ပြီးတော့သူတို့အာလန်ကိုထောင်ပြီးတော့အဲ့မှာလီကြီးလေကျဖြစ်နေတဲ့အချိန်အင်အား1000ကျော်ရှိတယ်ဆိုပြီးတော့သူတို့ပြောနေတဲ့အချိန်ပေါ့ TNA ထက်တောင်မှအင်အားကြီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ online မှာရှောက်អော်နေတဲ့အချိန်ဖြစ်နေတော့သူတို့မှာအဲ့ချိန်တုန်းကတော့နည်းနည်းပါဝါကြီးတယ်လို့မျိုးအာဏာရှိတယ်ပေါ့ဗျာ CJDC မှာသူတို့ကိုယ်တိုင်ကလည်း CJDC မှာ DS ကိုတာဝန်ယူထားတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်ကျွန်တော်အဲ့ချိန်တုန်းက CJDC မှာအဖွဲ့ကြီးတွေကိုကျွန်တော်တာဝန်ပေးတယ် chairmanship ကို CNA ကယူရမယ် DS ကို CNO ကယူရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့တုန်းကတာဝန်ခွဲကိုကြတဲ့အချိန်ဖြစ်နေတယ်အဲ့ချိန်တုန်းကသူတို့ကအရန်ကိုအင်အားကြီးတဲ့ပုံစံမျိုးနဲ့လုပ်နေတဲ့အချိန်ဆိုတော့ကျွန်တော်တို့ခံခဲ့ရတာပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာကျွန်တော်တို့နဲ့တိုင်ပင်မှုမရှိဘဲနဲ့ CJDC မှာသူတို့ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်ဆိုတော့ကျွန်တော်တို့ခေါ်တယ်2022 February လ15လား14လား date တော့အတိအကျမသိဘူး February လ14လား15အဲ့လိုဝင်ချင်ဖြစ်မယ်ဘောလုံးရ HPO ကနေဆုံးဖြတ်ချက်ချနိုင်တဲ့လူ9ဦးလာခဲ့ CJDC ဥဆောင်အဖွဲ့နဲ့တွေ့မယ်ဆိုပြီးတော့ကျွန်တော်တို့ခေါ်တယ်အဲ့ဒီမှာကျွန်တော်တို့သွားခဲ့ကြတယ်ကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော် GS ဖြစ်နေတော့ကျွန်တော်ဥဆောင်ပြီးတော့သွားတယ်ကျွန်တော်ကာကွယ်ရေးဘက်ကတာဝန်ရှိတဲ့လူတွေပုဂ္ဂိုလ်တွေနဲ့ကျွန်တော်9ဦးသွားတယ်အဲ့ဒီမှာသူတို့မိခွန်း3ခုနေခဲ့တယ်ခင်ဗျားတို့လက်နဲ့ကင်ပြီးတော့ဒီတော်လှန်ရေးမှာပါဝင်ချင်တယ်ဆိုရင် CNO CNDF ရဲ့လက်အောက်ခံတပ်ရင်းအနေနဲ့နေရမယ်တပ်ရင်းနာမည်ကတော့ RIG Battalion သူမဟုတ် Bonel Battalion စိတ်တဲ့နာမည်ပေးခင်ဗျားတို့ Battalion တပ်ရင်းရဲ့ commander ကလည်းခင်ဗျားတို့ဖြစ်မယ်ဒါပေမဲ့ CNO CNDF နဲ့လက်အောက်ခံတပ်ရင်းဖြစ်ရမယ်တဲ့အဲ့ဒါမလူချင်ဘူးဆိုရင်ခင်ဗျားတို့ဖလားမြို့နယ်ထဲမှာနေလို့မရဘူးတဲ့နောက်တတိယချက်ကဒီနှစ်ချက်ကိုမလူချင်ဘူးဆိုရင်ခင်ဗျားတို့ CJDC ကနေထွက်ရမယ်တဲ့အဲ့ဒါကိုယူပါတဲ့ကျွန်တော်တို့တီချာပြန်စဉ်းစားလိုက်တော့ဒီတော်လှန်ရေးမှာကုဒေသကုရရော်ကိုကာကွယ်ဖို့ free area movement အနေနဲ့ NUG ရဲ့အတိအမှတ်ပြု NUG ရဲ့ခွင့်ပြုချက်အရကျွန်တော်တို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပြီးရင်ဖလားမြို့နယ်ဆိုတာက CNO CNDF ရဲ့ပိုင်တဲ့မြို့နယ်မဟုတ်ဘူးသူတို့အစုဖွဲ့တစ်ဖွဲ့သေးပိုင်တဲ့မြို့နယ်မဟုတ်ဘူးကျွန်တော်တို့ဖူးပွားတွေပိုင်တဲ့ရွာတွေကျွန်တော်တို့ဖူးပွားတွေတည်ထားတဲ့ရွာတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာကနေလုံးဝထွက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ပြီးတော့ခမရတို့လက်အောက်မှာလည်းကျွန်တော်တို့နေမှာမဟုတ်ဘူးကိုယ့်အနေကိုကျွန်တော်တို့ဖူးပွားတွေပိုင်ဆိုင်ထားတဲ့ဖူးပွားတွေတည်ထားတဲ့ရွာတွေအားလုံးကိုကျွန်တော်တို့ကာကွယ်ဖို့ဒီ CDF ဝန်အော်ရကိုကျွန်တော်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ခမရတို့လက်အောက်မှာကျွန်တော်နေမှာလည်းမဟုတ်ဘူးပြီးရင် CJDC ကနေလဲကျွန်တော်တို့ထွက်မှာမဟုတ်ဘူးခမရတို့ထုတ်ရင်ထုတ်လိုက်ကျွန်တော်တို့ထွက်မှာမဟုတ်ဘူးခ
ခမရတို့ထုတ်ရင်လဲကျွန်တော်တို့ဟာကျွန်တော်တို့ NUG နဲ့ဆက်သွယ်ပြီးတော့ဆက်လက်တော်လှန်ရေးမှာပါဝင်သွားမှာဖြစ်ပါတယ်ဒီစကစစစ်ကောင်စီကိုကျွန်တော်တို့ဆက်လက်တော်လှန်သွားမှာဖြစ်ပါတယ်ခမရတို့ယူခိုင်းတဲ့အဲ့ဒီ၃ချက်မှာတစ်ချက်ကူမှကျွန်တော်တို့လက်မခံနိုင်ဘူးဆိုပြီးတော့အဲ့ဒီ CJDC ဥဆောင်ကော်မတီကကျွန်တော်တို့ခေါ်တဲ့အချိန်မှာကျွန်တော်တို့အဲ့လိုဖြေခဲ့ပါတယ်အဲ့ဒါပြဿနာရဲ့အစကအဲ့ဒါဖြစ်ပါတယ်ကျွန်တော်တို့ CJDC ကတင်ဖွဲ့စည်းကြတဲ့ founding member ဖြစ်ရဲ့တာနဲ့ဒုတိယအကြိမ် meeting ကနေစပြီးကျွန်တော်တို့ကိုအဲ့လိုပထုတ်ဖို့ဒီ CJDC ကနေထုတ်ဖို့သူတို့စူးစမ်းခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေစပြီးတော့ပြဿနာတက်တာပေါ့ဗျာဆိုတော့အချင်းချင်းအဲ့လိုမဖြစ်ရလေအောင်ဆိုပြီးတော့ဥက္ကဋ္ဌ level president level အနေနဲ့သူတို့စီမှာရှိတဲ့ဥဆောင်ကော်မတီဝင်တွေအားလုံးသူတို့ဥက္ကဋ္ဌတွေအကုန်လုံး GSO သူတို့ defense secretary ရောပြီးရင်ဖလာမြို့နယ်မှာရှိတဲ့ MP 2020ရွေးကောက်ခံ MP စုဖွဲ့တွေအားလုံးပြောမယ်ဆိုရင်ဝန်ကြီးချုပ်ဟောင်းဦးလျင်လွယ်ကစအကုန်လုံးခေါ်ပြီးတော့ ISOL မှာကျွန်တော်တို့စကားပြောကြတယ်ပထမချိန်မှာအဆင်မပြေဘူးဒုတိယချိန်ကျွန်တော်တို့ပြန်ပြောတယ်အဲ့ဒီမှာကျွန်တော်တို့ ground rule ချထားတာရှိတယ်နောက်တစ်ခါ meeting လုပ်ဖို့ကျွန်တော်တို့ပြောထားတာရှိတယ်အဲ့ဒီမှာလဲခင်ဗျားတို့ကအဲ့ဒီ sub committee မှာဥက္ကဋ္ဌလုပ်လိုက်ထောင်းက convener လို့ဥစမကတွင်းမှုလို့ဆိုပြီးတော့ကျွန်တော်တို့ထုတ်ဖြတ်ခဲ့တာရှိတယ်ဒါမဲ့သူတို့ကလုံးဝစီဝေးနောက်ထပ်မခေါ်ချင်တော့ဘူးအဲ့ဒါနဲ့ CJDC မှာကျွန်တော်တို့ကိုလောလောဆယ်ပြဿနာဖြစ်တယ်သူတို့ကိုဒီတိုင်းထားမယ်ဆိုရင်တော့ကျွန်တော်တို့ခက်ရန်ဖြစ်ပွားနိုင်တယ်ဒါကြောင့် CDF ဂွန်လောရမ် HPO ကို CJDC member ကနေ pending လုပ်ပြီးပါဆိုပြီးတော့သူတို့ထပ်ပြီးတောင်းဆိုတယ်အဲ့တော့ကျွန်တော်တို့ pending အနေနဲ့ observer အနေနဲ့ထားပြန်ရောပြီးရင်ဒီလိုမဖြစ်ရဘူးဆိုပြီးတော့သူတို့ရဲ့ CJDC မှာကျွန်တော်တို့ကန့်ကွက်တဲ့ဟာကိုတောင်းမှအဲ့ဒီကျွန်တော်တို့မျက်နှာစုံအစည်းအဝေးမှာခင်ဗျားတို့ကျွန်တော်တို့ကန့်ကွက်တဲ့ဟာကိုပြန်ပြီးတော့ရုပ်သိမ်းပြီးပါဆိုပြီးကျွန်တော်တို့တောင်းဆိုခဲ့တယ်ရုပ်သိမ်းပြီးပါကျွန်တော်တို့စီရင်နိုင်ငံရေးမှာအတူတူစင်တွဲပြီးလောက်ရအောင်လက်တွဲရအောင်ကျွန်တော်တို့စီရင်ဆွဲဖြစ်နေတဲ့ဟာကိုလက်ခံပြီးပါကျွန်တော်တို့လည်းဒီဝငေါရမ်ဆိုတာကအခုမှစပြီးပေါ်လာတာမဟုတ်ဘူးကျွန်တော်ဖူးပွားကြဲကဖြစ်လာတဲ့ဝငေါရမ်ဖြစ်နေတယ်ကျွန်တော်ဖူးပွားတဲ့တည်ထားတဲ့ရော်တွေဖြစ်နေတယ်ပြီးတော့နိုင်ငံရဲ့အပြောင်းလဲကြောင့်၃မြို့နယ်မှာကျွန်တော်တို့ပွဲတာရှိတယ်ဖလားမြို့နယ်တစ်မြို့နယ်ထဲမှာပဲနေတာမဟုတ်ဘူးဒီမြို့နယ်ရောသွန်ဆောင်မြို့နယ်မှာလည်းရှိတယ်ဒီဟာကိုကျွန်တော်တို့တစုတစည်းထဲနဲ့နေချင်းနဲ့ဒီတော်လှန်ရေးနိုင်ငံတော့အပြောင်းလဲ Federal Democracy ကျွန်တော်တို့ဦးတည်နေတဲ့အချိန်မှာတကယ် Federal Democracy အစစ်စစ်ဖြစ်ပေါ်လာရင်ကျွန်တော်တို့ဟောငေါရမ်ဟောငေါဒီတာလေတစုတစည်းထဲနဲ့ပြန်နေချင်းနဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တိုက်ပွဲဝင်တာဖြစ်ပါတယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာ Federal Democracy ရရှိရေးချင်းပြည်မှာပူပန်ပြတ်ထန်းခွင့်ရရှိရေးဒါပြီးကျွန်တော်တို့ဟောငေါရမ်လေတစုတစည်းထဲနဲ့ပြန်ပြီးတော့ဒီထောင်ချင်းတယ်ဒီဆောက်ချင်းတယ်ကျွန်တော်တို့ကိုနားလည်ပြီးပါဆိုပြီးတော့အချိန်ချင်းအခါခါကျွန်တော်တို့ပြောခဲ့တာရှိပါတယ်ဒါပေမဲ့သူတို့အနေနဲ့ကတော့သူတို့ပြောတယ်လို့ပေါ့ဖလားမြို့နယ်ပဲဦးနေဝင်းစီကသူတို့ရထားတဲ့အမွေအနှစ်ကိုမစွန့်လွတ်ချင်ဘူးဟိုတနေ့ကသူတို့စာထုတ်တာလဲကျွန်တော်တွေ့တယ်ပြန်ရှာတော့မတွေ့တော့ဘူး2008အခြေခံဥပဒေကိုတောင်မှအခုချိန်ထိသူတို့ကမဖြတ်သေးဘူးလက်ကင်နေတော့မယ်အဲ့ဒီ2008ဥပဒေအတိုင်းဖလားမြို့နယ်ဆိုပြီးတော့ဖလားမြို့နယ်မှာသူတို့ပဲအုပ်ချုပ်ရမယ်ဆိုတဲ့ပုံစံနဲ့အခုချိန်ထိလောက်သွားတာဖြစ်ပါတယ်
ပြီးတော့ဟိုတနေ့ကသူတို့ပြောတဲ့အထဲမှာကျွန်တော်ကြားနေတာတစ်ခုကကျွန်တော်တို့ဖလားမြို့နယ်မှာတခြားလက်နဲ့ကင်မရှိရဘူးဆိုပြီးတော့ကျွန်တော်တို့မှာမူရှိတယ်တဲ့သူတို့မူကိုပဲတစ်ချိန်လုံးပြောနေတယ်ဒီ2021နိုဦးတော်လှန်ရေးမှာအားလုံးကတော်လှန်ကြတယ်ကျွန်တော်တို့လည်းတော်လှန်ခဲ့တယ်စပြီးတော့ဧပြီလကနေကျွန်တော်လူစုတယ်မေလလူစုတယ်နောက်ဆုံးဇွန်လ6ရက်နေ့မှာကျွန်တော်စတင်ဖွဲ့စည်းခဲ့တယ် TNO CNDF ကဖလားမြို့နယ်ထဲမှာလက်နက်ကင်တခြားဖွဲ့စည်းမရှိရဘူးဆိုပြီးသူတို့စာထုတ်တာကဩဂတ်လမှာသူတို့စာမထုတ်ခင်ကျွန်တော်တို့2လ3လဖွဲ့စည်းပြီးပြီ ZRA ရဲ့ဒါလည်းခံခဲ့ပြီးပြီသူတို့စာထုတ်လို့ကျွန်တော်တို့နှုတ်ဆက်လို့မရတော့ဘူးကျွန်တော်တို့ဖွဲ့စည်းတာကြာပြီခင်ဗျားတို့လက်ခံပြီးပါအတူတူလုပ်ရအောင်အတူတူတော်လှန်ရအောင်အတူတူတိုက်ကြရအောင်နိုင်ငံရေးမှာလည်းတူလက်တွဲရအောင်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာရှိတယ်ဒါပေမဲ့သူတို့ကကျွန်တော်တို့မူနဲ့မကိုက်ဘူးဖလားမြို့နယ်ထဲမှာတစ်ချက်လက်နဲ့ကဖွဲ့စည်းမရှိရဘူးဆိုတော့ပေါ်စည်းကနေပဲကျွန်တော်တို့ဖိနှိပ်ဖို့ကျွန်တော်တို့အုပ်ချုပ်ဖို့အခုအချိန်ထိသူတို့ပြောနေတော့မယ်အဲ့လိုပြောကြည့်ဆိုရင်တော့ချင်းပြည်မှာ CNA ကလွှဲရင်ပြန်တဲ့လက်နက်ကင်ဖွဲ့စည်းမရှိရဘူးဆိုတာရှိတယ်ဒီသူတို့က EAO ERO နိုင်ငံတော်တိမှတ်ပြုဆိုတဲ့ဟာတွေလည်းရှိတယ်အဲ့တော့သူကဖလားမြို့နယ်မှာကျွန်တော်တို့ကိုအဲ့လိုမျိုးလောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းဆက်ပြီးတော့ဒီလိုဆက်သွားခဲ့တာဖြစ်ပါတယ်ပြီးတော့ခုနကျွန်တော်တို့ညှိနှိုင်းတဲ့ကိစ္စမှာကျွန်တော်တို့စာပုတယ်တခုကျွန်တော်နည်းနည်းပြောလိုက်မယ်ကျွန်တော်တို့စာပုတယ်ရတယ်ပြန်တွေ့ရအောင်ဆိုပြီးတော့ officially ကျွန်တော်တို့ CNO CNDF နဲ့ HPOC တဲ့ဟောငိုရမ်ကျွန်တော်တို့ပြန်တွေ့ကြရအောင်ပြန်ဆွေးနွေးကြရအောင်ဆိုပြီးတော့ကျွန်တော်တို့စာပုတယ်အဲ့မှာသူတို့ရဲ့ reply သူတို့ပြန်စာကခမရတို့စိတ်မပြောင်းသေးဘူးဆိုရင်ကျွန်တော်တို့မူကပြောင်းလို့မရဘူးခမရတို့နဲ့တွေ့ရင်လည်းဘာမှဆွေးနွေးစရာမရှိဘူးဆိုပြီးတော့ကျွန်တော်တို့ကိုစာပြန်တယ်အဲ့ဒါကြောင့်ဒီနေ့အထိသူတို့နဲ့အဝင် official meeting ပထိုင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့15ရက်နေ့မှာစပြီးတော့ကျွန်တော်တို့နယ်လက်ဒီထက်ကြတယ်16ရက်နေ့မှာသူတို့စာပို့တယ်ခမရတို့နဲ့တွေ့ဆုံချင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကစာမပြန်ရသေးဘူးခေါင်းဆောင်တော်တော်များများခရီးထွက်ကြတဲ့အတွက်ကြောင့်စာမပြန်ဘဲနဲ့ခမရတို့လူကြီးတွေကိုစာပို့တယ်ဆိုပြီးတော့ရဲဘော်အလုံးအင်းနဲ့သူတို့ဥက္ကဋ္ဌရော GS ရော VC1 ရောလာကြတယ်လာတာတောင်မှနိခိလာတာမဟုတ်ဘူးမိုးချုပ်မှရောက်လာတယ်အဲ့ဒီကိစ္စတော့ပြီးမှပူပွေးတဲ့ရှင်းပြပါလိမ့်မယ်ကျွန်တော်ပြောချင်တာကသူတို့စာပို့ရမှန်းတယ်ဒါပေမဲ့သူတို့စာကိုကျွန်တော်တို့ပြန်စာမရေးသေးဘူးအဲ့ဒါကိုခမရတို့လူကြီးတွေကိုစာပို့တယ်ဆိုပြီးတော့အလုံးကြီးနဲ့ meeting ထိုင်မလို့နဲ့လာကြတယ်တားလိုက်တော့အဲ့သူတို့ပြောတဲ့ဟာကဥက္ကဋ္ဌကိုဖုန်းဆက်လိုက်တော့ကျွန်တော်တို့လူကြီးတွေခရီးထွက်တယ်သူတို့ပြန်လာမှစီဝေးထိုင်ပြီးတော့မှကျွန်တော်စီဝေးထိုင်နိုင်မဲ့နေ့ရက်ဒီအချိန်တွေပြန်ပြောမယ်ဆိုပြီးတော့ကျွန်တော်တို့ဥက္ကဋ္ဌကပြန်ထားတဲ့ဟာရှိတယ်အဲ့ဒါနဲ့သူတို့ကအနောက်ထပ်အကြောင်းပြတယ်ကျွန်တော်တို့ဖလားမြို့သိမ်းလို့အောင်ပွဲခံဖို့ဟိုရွာတရွာကနောက်တပ်ပြီးမှထမင်းစားဖို့ကျွန်တော်တို့သွားတယ်ဆိုပြီးတော့အကြောင်းထပ်ပြတယ်ဒါလည်းသူတို့လင်ညာတာပဲသူတင်ပြီးတော့ကျွန်တော်တို့ပြောခဲ့ရတာအများကြီးရှိတယ်အဲ့ဒီကိစ္စကြီးတော်တော်များများကတော့ပူပိတ်တဲ့ပြောမှပူရှင်းမယ်လို့ကျွန်တော်ထင်ပါတယ် CJDC ကိစ္စနဲ့သူတို့နဲ့စတင်ပြီးတော့အဲ့လိုမျိုးငင်းပေါ်တဲ့ကိစ္စကပထမချိန်နေနဲ့ကျွန်တော်အဲ့လိုနဲ့ပဲဆုံးသက်လောက်အောင်မယ်လိုအပ်တဲ့ဟာနောက်မှထပ်ဖြစ်ပါမယ်ကျေးဇူးများကျွန်တော်တို့
ဒီဟွန်ဂိုရမ် CDF ကိုဒါ CNL CNF ကနေမှဒါ CNO ထဲမှာလုံးဝမနေနဲ့ကြာကျွန်တော်နဲ့ live မှာပူပေါင်းမှာအတင်းအဓမ္မဆွဲဆောင်တာမျိုးတို့ဒါတွေကတကယ်လက်တွေ့မှာရှိခဲ့သလားမရှိဘူးလားဆိုတာကိုဒါဥစွန်မှာအစဦးတဲ့နေမှာတီထောင်တဲ့ချိန်မှာလဲပါဝင်တဲ့သူတယောက်ဖြစ်တဲ့ခါကြတော့အဲ့ဒါအနေထားလေးတွေကိုပြန်လည်ပြီးမှတုံ့တက်စေချင်ပါတယ် ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်စတုန်းကတော့ကျွန်တော်တို့တော်လိုင်းမှာပါမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့လူစုတယ်လူစုပြီးတော့ကျွန်တော် CNAC မှာကျွန်တော်တို့ကိုတင်တန်းလာပြီးလို့ရမလားဆိုပြီးတော့ကျွန်တော်တို့တောတောင်းဆိုတာရှိတယ်လူ100ပြည့်ရင်တော့လာပုပြင်းနိုင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကမ်းလှမ်းတာရှိတယ်ဒါပြင်မဲ့အဲ့ဒီကြားထဲမှာ ZRA ကြောင့်ကျွန်တော်တို့ကလက်မရှိပြီးတဲ့အခါမှာအဲ့ဒီကျွန်တော်လူစုထားတဲ့ခြေကထင်းလေယောတာ9ဦးကို ZRA ဖမ်းပြီးတော့ရိုက်နစ်ခဲ့တယ်တယောက်ဆိုရင်ခေါင်းကိုဓာတ်နဲ့လှီးပြီးတော့အကြီးခုန်ခေါ်ပြီးတော့လမ်းပြီးမှထားခဲ့တဲ့ပုံစံမျိုးတွေရှိခဲ့တယ်အဲ့လိုပုံစံဆိုရင်တော့ကျွန်တော်တို့ဒီတိုင်းမလုံခြုံဘူးပေါ့ကိုယ့်အနေကိုလက်မရှိသေးတဲ့အတွက်ကြောင့်လောလောဆယ်တော့ကျွန်တော် CNA ကိုပဲအကူအညီတောင်းရင်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်တို့ HPO ခေါင်းဆောင်တွေကသမီး GS ဆိုတော့တွားလိုက်သူဒီကျွန်တော်ကိုလွှတ်လိုက်တယ်ကျွန်တော်နဲ့အတူကျွန်တော်ဒီဥဆောင်အဖွဲ့က2ဦးနဲ့ကျွန်တော်ဒီသူရဲက CDM 2ဦးနဲ့ကျွန်တော်9ယောက် Victoria Camp ကိုကျွန်တော်တွားတယ်အဲ့ဒီချိန်တုန်းကတော့ကိုဗစ်လည်းဖြစ်နေတော့တွားရတာတော်တော်လေးတော့အဆင်မပြေဘူးထမင်းထုံနဲ့လမ်းဘေးမှာထမင်းစားပြီးတော့Victoria ကိုကျွန်တော်တွားတယ်အဲ့မှာ Victoria မှာအဲ့ဒီ CNF DS နဲ့တော့တွေ့တယ်တော့တွေ့ပြီးတော့ကျွန်တော်တို့ကိုတင်တန်းပေးနိုင်မလားကျွန်တော်တို့လည်းဒီတော်လိုင်းကိုလှုပ်ချင်တယ်ကျွန်တော်ဟွန်ဂိုရမ်ကိုကာကွယ်ချင်တယ်ကိုယ့်အနေကိုလှုပ်ချင်တယ်ဆိုပြီးတော့ကျွန်တော်တို့အကူအညီတောင်းခဲ့တယ်ကျွန်တော်ကိုယ်တိုင်တွားပြီးတော့တောင်းဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့တင်တန်းတင်ပြီးရင်ဟွန်ဂိုရမ်ကိုပဲပြင်မယ်ကိုယ့်အကူဒီကျွန်တော်ကင်ဒီဆောက်ပြီးတော့ကျွန်တော်ကိုယ့်အနေကိုကာကွယ်မယ်ဆိုပြီးတော့ကျွန်တော်ပြောတယ်အဲ့ချိန်မှာတောင်မှ CNL ကဘာဖြစ်လို့ကိုယ့်အကူရက်တီချင်တာလဲအကုန်လုံး CNL ရဲဘော်ထဲဝင်ပလိုက်ပါလားကျွန်တော်တို့အတော်နိုင်လို့နေတာပဲဆိုပြီးတော့ပြောသေးတယ်ကျွန်တော်တို့ CNL ထဲဝင်ဖို့မဟုတ်ဘူးဆရာတို့စီမှာတင်တန်းလာတက်ဖို့အကူငွေလာတောင်းလာတင်တန်းပေးနိုင်မလားဆိုပြီးတော့ကျွန်တော်တို့တောင်းခဲ့တာဖြစ်ပါတယ်အဲ့တစ်စက်ထဲမှာကျန်တဲ့အစုဖွဲ့ CNO CNDF ကလည်း CNL မှာတင်တန်းတက်တာပဲအဲ့တော့ကျွန်တော်တို့သွားတော့ကလည်း tip ချောင်းမှာသူတို့ကကျွန်တော်ကိုဘာဖြစ်လို့ CNA Victoria ကိုသွားတယ်လေဒီအနီးနားမှာငါတို့ CNO CNDF ရဲ့ဌာနချုပ်ရှိတယ်ငါတို့စီမှာတင်တန်းလာတက်ပါလားဆိုပြီးတော့သူတို့ပြောတာတွေလည်းရှိသေးတယ်အဲ့တုန်းကလည်းခင်ဗျားတို့လည်း CNA မှာတင်တန်းသွားတက်တာပဲကျွန်တော်တို့လည်းသူတို့စီမှာတက်ချင်တာအဲ့ဒါကြောင့်ကျွန်တော်တို့သွားတာ CNA ထဲဝင်ဖို့မဟုတ်ဘူးလို့ကျွန်တော်တို့ပြောခဲ့တာရှိပါတယ်ခုနသူတို့ဆောင်မိတဲ့ဟာကိုဖြေမဲ့ဆိုရင်တော့ CNF CNA ရဲ့သွေးထူးမှုနဲ့လုံဆော်မှုကြောင့်ကျွန်တော်တို့ရက်တည်တာမဟုတ်ဘူးကိုဟာကိုမျိုးကိုရကိုဒီတာကိုကာကွယ်ခြင်းလို့ကျွန်တော်ရက်တည်တာဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ထက်အများကြီးရှင်းချက်နေတဲ့နှစ်30လောက်တွေ့ကြုံရှိတဲ့ CNAC မှာတင်တန်းပြီးပါကျွန်တော်တို့ကိုလည်း training ပေးပါဆိုပြီးကျွန်တော်တို့တောင်းဆိုတာဖြစ်ပါတယ်အဲ့ဒါကြောင့်သူတို့စီမှာတင်တန်းတောတက်တယ်တင်တန်းတက်ပြီးကျွန်တော်တို့နေကိုကျွန်တော်ပြန်ခဲ့တာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့သွေးထူးမှုသူတို့ရဲ့လှုပ်ဆောင်မှုကြောင့်ကျွန်တော်တို့ခွဲစည်းလာခဲ့တာရက်တည်ခဲ့တာမဟုတ်ဘူးကိုယ့်ကိုရက်တည်ပြီးတော့သူတို့စီမှာအကူအညီတောင်းတာပဲရှိပါတယ်ဆိုပြီးကျွန်တော်အတူချုံအနေနဲ့အဲ့လိုပဲဖြေချမှာပဲကျေးဇူးတင်ပါတယ် se angai tunin di lak chunga kalom